Go. Okay. ကျွန်တော်ကြည့်ခန်းတင်မောင်မှုမိမိကနေကြိုးစိုးပါတယ်အားလုံးပဲသိချင်နေရတယ်ဒီနေ့တင်မောင်မှုဘယ်လိုမွေးရလဲဒီကောင်လေးတွေကိုဘာအစာကျွေးရလဲသိချင်နေရတယ်နောက်တစ်ခုအားလုံးပဲသိနေရတယ်ဒီကောင်လေးတွေကဈေးကြီးတွေဆိုတော့သိနေကြတယ်လိုအခုဒီမှာတနင်္လာနေ့မွေးမယ်တနင်္လာနေ့မှစားလို့ရ Okay ကျွန်တော်ရှင်းပြချင်တာကတော့တစ်ချက်အနေနဲ့စိတ်ဝင်စားဖို့လိုအပ်တယ်နှစ်ချက်အနေနဲ့ဒီစလုံးလေးထားဖို့အတွက်နေရာလိုအပ်တယ်ဒါပါပဲရိုးရိုးရှင်းရှင်းလေးပါပဲဒီထဲမှာဘာစာရေးထည့်ရလဲဆိုတာကိုကျွန်တော်အခုပြပေးမယ်ခမောဒီထဲမှာဘာတွေလိုအပ်လဲဆိုတော့ဒီထဲမှာအုံးလေးစိမ်းလေးတွေလိုအပ်မယ်ပြီးကြလို့ရှိရင်ပလောပီနံလိုအပ်မယ်ပြောင်းဖွဲလိုအပ်မယ်ဂျုံဖွဲလိုအပ်မယ်ဂျုံဖွဲရှိရင်လည်းဂျုံဖွဲသုံးလို့ရတယ်ဂျုံဖွဲမရှိဘဲနဲ့စံဖွဲသုံးရင်လည်းရတယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ကဒီပြောင်းဖွဲကြီးပဲသုံးနေတာဆိုလို့မဖြစ်ဘူးလားဆိုလည်းဖြစ်တယ်အဓိကလိုအပ်ချက်ကတော့အာဟာရရေလိုအပ်မယ်ကျွန်တော်ကိုယ်တိုင်ပြောဆက်ထားတယ်ဒီကောင်းလေးတွေအာဟာရစာလိုအပ်မယ်ဒီစာကိုလိုအပ်လို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်ကိုမာယူဆက်သွယ်လို့ရတယ်โอเคဒါကဒီစလုံးအိမ်မှာမွေးဖို့အတွက်ဒီစလုံးနဲ့ဒီစာပဲလိုရတယ်ဒါကိုလိုချင်လို့ရှိရင်ကျွန်တော်မာယူဆက်သွယ်လို့ရတယ်နောက်တစ်ထပ်ပြအောင်မယ်ခမအပြီးသေးဘူးနောက်တစ်ဘာလိုအပ်နေရလဲဘယ်ကအဖြေလဲလို့မေးလို့ရှိရင်ဒီမှာမင်းသားကိုကျွန်တော်ပြမယ်ကြားစက်ကိုကပြမယ်မင်းသားတွေပြမယ်ဒီမင်းသားတွေလိုအပ်တယ်ဒီမင်းသားတွေဥချထဲမှာဘာတွေထပ်ဖြစ်လာမလဲဆိုရင်ဒီမှာဒါတို့စောင့်မျှော်နေကြတဲ့တန်မိုးကြီးပစ္စည်းလေးတွေဖြစ်လာမယ်โอเคနောက်တဲ့ဗီဒီယိုမှာဒီစာရီဖြောစံနည်းကိုကျွန်တော်ထပ်ပြမယ်အများကြီးလည်းထပ်ပြီးတော့လုပ်လို့ရတယ်ပြီးရင်လာရှိလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးမေးလို့ရတယ်ဒီဆိုကျွန်တော်ဒီမှာမေးဖို့တဲ့ဒီဟာလေးကိုလိုချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဖုန်းဆက်ပြီးမေးလို့ရတယ်ကျွန်တော်ကုန်ကြစိတ်ကတော့ဒီစလုံးဘိုးနဲ့ဒီကောင်လေးကိုဒီစကားဘိုးပဲဒါပဲကြားမှာဖြစ်ပါတယ်နောက်တဲ့ဗီဒီယိုမှာဒီစာရီဘယ်လိုဖြောဆက်လဲဆိုတော့ကျွန်တော်ပြမယ် Okay come on